မင်္ဂလာပါဒီနေ့ကတော့ကျဲနေပြီရမလေးရှားမှာဘယ်ဒူးရင်းဒီကအကောင်းဆုံးဖြစ်မလဲဆိုတာကိုသွားစားကြည့်ပါမယ်ဒီဆိုင်လေးကတော့ကွာလာလမ်ပူကဘူကစ်ပင်တန်မှာရှိပါတယ်မလေးကဒူးရင်းဒီဆိုင်ဒီမှာကျတော့အလုံးလိုက်ခွဲပေးတယ်လို့မျိုးဒီလိုမျိုးပြရတယ်မတူတဲ့အမျိုးအစားတွေကိုရောထားတဲ့ပွဲလေးတွေကိုလည်းရောင်းပေးတယ်ဒီဆိုင်မှာကျတော့တပွဲကို ringgit 90ကျတယ်ဒီမှာတွင်းဒီရခါရလည်းရှိရအဲ့တော့မခါရယူပြီးလို့ပြောထားတယ်ဒါ special တဲ့ပိုင်ရွှန်ကုန်းကြီးဒီမှာဒီအသားပါတယ်အစီနေကြီးရမရတာလေမွေးလို့အားရပါပါလို့ထိုးရတော့ဒီชวนน้ำตาอีกเลยชวนอะไรฟินิสร้านนี้ปุ๊บเลยนะเนี่ยปุ๊บปุ๊บเลยဟုတ်လားသူအစင်းလိုက်စားပါတယ်နင်းဆောင်နောက်ဆုံးမှစားလိုက်ချိုးတော့မဟုတ်လားအဲ့ဒါနဲ့ပါတင်တယ်ဒါမှချိုးရတယ်ဒီကปุ๊บချိုးတော့အသားနဲ့ထူတာအော်ဖက်တစ်ဆိုင်နဲ့ခါပြီးကျင်နောက်ဆုံးမှာဒါကြောင့်မခါဘူးဒါမုံတုံနဲ့မတူလားမုံတော့မဟုတ်ဘူးဒါအချိုးနဲ့တော့လည်းဒါမှခါဘူးဒါလေးနဲ့ထူတာဒါ是苏打小甜点ရောင်ကတော့ဒါကလေဘဝအရေးဝိုင်းမို့လေမွန်ဖတ်တန်းနေတော့နည်းမရှိဘူးခုနကတရားမှုရဲ့နည်းမရှိပါဇက်ထဲမှာဒူးရင်းနဲ့ပြင်းနေတယ်လို့လားဟုတ်တယ်ပါဇက်ထဲမှာအလုံးဝရေးပဲမရှိဘူးတော်တော်ပြင်းတာဒီနေ့တော်တော်ပြင်းတယ်ဘာနဲ့တင်းနေတော့ဘူးဘာကောင်းရောဒီကလည်းပို့ပြောတယ်ဒီနှစ်ခုကလည်းပို့ပြောတယ်ဒီနှစ်ခုကတားနေတဲ့ဘာချိုးရချိုးတယ်ဘာချိုးရတော့အခုစားတဲ့အထိဘယ်ဟာကြိုက်ဆောင်လဲခုနပြောတော့ဟာလားတော့ချိုးစားရတယ်ဘယ်မှာလဲပေးမကြတယ်အော်ရခုစတဲ့ဘက်ကလည်းတားရခုစတော့ကြည့်ကြရတယ်ဘယ်နှမှာတမောပဲစားဒါအသားနဲ့လေးတင်းတယ်နဲ့မှာပရီမီကိုတက်တယ်ခါတော့ဒီဆန်စားနေရင်းဒီမှာအရသာရှိဆုံးဒီတမွားလေးဒီ3မှလောက်စားရတဲ့ရဟန်းနေတယ်ပြပြော့လားပြော့နေတာတော့ပဲကောင်းတော့ဆက်မပြောရစမ်းပါတော့လည်းမွေးတော့အဲ့ဒါထိုင်းပြည်ပြန်ထားရတယ်အောင်ဗျာအကောင်းဆုံးမျိုးဆက်စီရတဲ့လေးလည်းစားရမှာဆိုတော့ကျွန်တော်ဒီအလဲနှစ်ခုကောင်းပါညနေညနေဒီမှာဘယ်လိုလဲအသားပို့ပြီး framing ဖြစ်တယ်ပုံမှန်အသားထူတယ်ဒါပေမဲ့ဒီလားချက်နဲ့ပြောတာမဆိုတကယ်ရတာကြိုက်တယ်ဒါပြီးလူဆန်မိတာကြိုက်တယ်ပြရတာကြိုက်တယ်
你想啥的？你想啥地方？我也要嘞。တော်မွေးရဒွေးလေးနဲ့အရင်မွေးရတက်တန်းတော့မွေးရဒီဒွေးလေးနဲ့အမွေးဆုံးဒီနေ့လည်းပတ်တယ်ဟုတ်လားအဲ့တော့အနည်းအရင်မပြင်းနေဒွေးလေးနဲ့မွေးမွေးလေးတက်ပြောချိုချိုလေးထားလိုက်တယ်ဟိုကတော့အရင်နဲ့ပြင်းတယ်လို့ပဲအရင်ချိုတယ်ချိုရဆိုရကျတော့ဒီဟာကြိုက်တယ်ဒီဟာလည်းမဆိုးရတာဒီလိုင်းမှာတကယ်ရတာထိထိမိစားနေတယ်ဆိုလို့ရှိရင်တော့မူဆန်းစားအောင်စားရတယ်ခါအစ်ဆောင်ရတယ်ဒီန်ကဒီ platter နှစ်ယောက်တစ်ခုဆိုတော့ပဲဟုတ်တယ်အမေတကယ်ကြက်ဒီဘန်းပေါ်မှာဒီခဏထင်းစားတယ်ဘန်းပေါ်မှာဒါဒီမြန်မာတိကိုပုံရတယ်ဒီကအစီလုံးနဲ့တော့စားရတဲ့ခါမတရတဲ့အတိုင်းရတယ်ဆိုတော့ဒီဟာမဆိုးရအောင်ဒါမှမဆိုအရသာအဆုံးတစ်ခါရဲစားရတယ်အစီအစဉ်ပြောပါမယ်